control shift ရယ် sk ရနှိပ်လိုက်ပါsk ရနှိပ်လိုက်ရင်ကျွန်တော်တို့ဒီမှာ star s ဆိုတာရှိပါတယ်အကောင်လေးကြားလာပါပြီကြားလာပါပြီဆိုရင်ကျွန်တော်တို့ဒီမှာမလို့လဲမသုံးတဲ့ဟာတွေပေါ့နော်အနေပဲဖြစ်နေတဲ့ဟာကိုကျွန်တော်တို့ disable လုပ်မှာဖြစ်ပါတယ်ပိတ်ပြီးမှာပေါ့နော်ကျွန်တော်တို့ဒီကောင်လေးပိတ်လိုက်မယ် disable နှိပ်လိုက်မယ်ဒီကောင်လေးကကောင်လေးပေါ့နော် disable ပြန်ထားလိုက်ပါမယ်နော်ဒီမှာကိုမလို့လဲဟာတွေပေါ့နော်မလို့လဲဟာတွေကိုကျွန်တော်တို့ disable လုပ်မှာဖြစ်ပါတယ်ဒါဆိုကျွန်တော် disable လုပ်ထားပါတယ်ပေါ့နော်